ဒီအိမ်တော်နဲ့ပဲအိမ်တော်ရောက်တယ်ဟုတ်လားတဲ့တဲ့မရတယ်ဘယ်ကိုရိုက်နေရတော့ငါမရိုက်နဲ့ဆရာရိုက်တယ်ဒီကမာကြီးကစောင်းနေဝိုင်းတော့ရိုက်တယ်လေးရောနာညလုပ်နေတော့ပါဒီမှာကြီးရောတောင်းနေတယ်ပါတိုင်းပါတိုင်းပါဒီအိုင်အားတော့ကြောင်းပေးရတယ်နေရောက်ခဲ့တဲ့မိုးကြီးငါရောက်နေတယ်ဟုတ်တယ်ဆရာအဲ့လိုအဲ့ရတယ်နေလို့ပါတယ်ကျော်လင်းအောင်ဆက်ကောင်းတာလမ်းမလာတယ်ပေါ်တော့နေလေကမူးရင်ငါးစီလာတယ်မမူးရင်မလာဟောကြောင်းနေပြီလားပြောလေဘုရားကျေးတယ်ဘုရားကြောင်းနေလာပြီအမေသားများကောင်းပါဗျာဘလို့က online ကိုရှာပြအောင်ကိုကျော်တို့ကပိုက်ဝဲရွယ်ကိုကျော်တို့ဆိုမတွေ့ဘူးလေရင်းချမှာမနေဘူးဒါပဲဟုတ်ရပါဆက်ကြည့်ပါမယ်ဒါမှလွဲလာဘူးတော့ရောက်တာဆိုတော့ကျန်တော်
မင်းကလည်းဘူးပဲပြန်လို့ရတယ်ကိုလူပဲတော့ကြာတောင်းလို့ပဲအေးဟာတော့မျိုးပြောနေတာမျိုးပြောနေတာသိလားကိုနေနဲ့မှကမေးရလိုက်တယ်ပြောတာမေးရလိုက်ရလာတိလာမျက်စရာသူ့လိုစရာစေတနာမြင့်မြတ်လေးစားအပ်တော်ချစ်တော်စရာဖျက်တရားတန်ငါမိဘနဲ့နိုင်တကိုင်းနဲ့ထားလေးစားအပ်တော်စရာတပည့်များပေါ်သာသမီများပမာအကျဉ်းနာတရားပညာမျက်စရာသူ့လိုစရာစေတနာမြင့်မြတ်လေးစားအပ်တော်ချစ်တော်စရာဖျက်တရားတန်ငါမိဘနဲ့နိုင်ကော်မတီဥက္ကဋ္ဌဦးကျော်မင်းမအမှားစကားပြောကြားပေးပါရဲ့လေးစားစွာဖိတ်ကြားအပ်ပါပြီရှင်ဆရာကြီးဆရာမကြီးများကိုဗလာပူခြင်းနဲ့တရားလာတော်ညီကိုမောင်နှမများအားလုံးမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ဟာ1996ကကျောင်းဆင်းနဲ့ကျော်မင်းဖြစ်ပါတယ်ကျွန်တော်ဒီခန္ဓာဖြစ်မြောက်ရေးအတွက်ကိုတော်တော်လေးကိုကြိုးစားခဲ့ရပါတယ်ကျွန်တော်တို့ရဲ့မထင်မရှားတက်လာတဲ့ status တွေတခုဟာဆရာတော်ဝဲလုံးချင်ပါတယ်လို့တက်လာတဲ့ status တွေတခုကြောင့်အဲ့ဒါလေးကိုအခြေခံပြီးတော့မထင်မရှားတက်လာတဲ့ status ကနေပြီးတော့ထင်ထင်ရှားရှားဖြစ်အောင်လုပ်ခဲ့ရတဲ့ကျွန်တော်တို့ရဲ့ဒီ collector အားလုံး collector ဆိုတော့တကယ်အကုန်လုံး collector တွေသူတို့ကြိုးစားကြကြောင်းကျွန်တော်တို့ရဲ့အခုဒီဟိုမှာ blog စီစဉ်နိုင်လဲဆိုလို့ရှိရင်60တိကနေပြီးတော့2000တိ10နှစ်တာအကုန်လုံးကိုစီစဉ်နိုင်ခဲ့ပါတယ်အဲစီစဉ်နိုင်တဲ့ထဲမှာကျွန်တော်တို့95နဲ့90ပုံကတော်တော်လေးကိုစီစဉ်နိုင်ပါတယ်96ကတော့ဒုတိယမှာနဲ့တော့98ကတော့တတိယမှာရှိပါတယ်လူအားလုံးရဲ့လူစည်းမှုလူတန်းအကုန်လုံးဆိုလို့ရှိရင်129ဘီကျော်ပါရှိပါတယ်ကျွန်တော်တို့ဒီထဲကနေပြီးတော့ဆရာကြီးဆရာမကြီးများကိုကျွန်တော်တို့380ကျော်ပြောပါမယ်10သိန်းကိုတော့ကျွန်တော်တို့ဆရာကြီးဆရာမကြီးများရဲ့ကျမကြီးရန်ပုံငွေအတွက်ကိုကျွန်တော်တို့ရထားပါတယ်အဲ့ဒီကျမကြီးရန်ပုံငွေရထားပြီးတဲ့အခါမှာလည်းကျွန်တော်တို့ကနေပြီးတော့ဒီအကောင့်ကိုအများအားဆက်သွယ်လို့ရအောင်ကျွန်တော်တို့ပြင်ညာပေးပါမယ်အဲ့ဒါကိုလည်းကျွန်တော်တို့တယ်လီဖုန်းပေးနဲ့ဆက်သွယ်လို့ရမယ့်ပုံစံကိုကျွန်တော်တို့လုပ်ပြီးအစီအစဉ်ရှိပါတယ်အလုံးမှာချွင်းချက်တွေအားနည်းချက်တွေအများကြီးရှိခဲ့ပါတယ်အဲဒီချွင်းချက်အားနည်းချက်အားလုံးကိုပြင်ပြထောက်ပြပြီးတော့ကျွန်မခွင့်လွန်နားလည်ပြကြပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာအစီအစဉ်300ဆရာကြီးဆရာမကြီးများအားဟောဝါဒကတော်ကျိုးဖြင့်ပူဇော်ကြောမှာဖြစ်ပါတယ်ရှင်အခြားဘာသာဝင်များအနေနဲ့လည်းမိမိတို့သက်ဆိုင်ရာဘာသာလိုက်ဆရာကြီးဆရာမကြီးများအားဆုတောင်းမေတ္တာပို့သပေးပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်ရှင်ကတော်ကျိုးကိုမင်းတန်းဦးမှတိုင်ပေးမှာဖြစ်ပါတယ်ရှင်ဩဃာသဩဃာသဩ
ဂါသကာယကံဝစီကံမနောကံတိဟုသောကံသုံးပါးတို့တွင်တဘာဘာသောကံဖြင့်ပြမကျွလွန်မိသည်ရှိသောထိုပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဆရာသခင်ကျေးဇူးရှင်တို့အားဥနေယူကျိုးလက်အုပ်မိုး၍ရှ िख ိုးကြပါသည်ခင်ဗျာဆရာတို့ပေါ်၌ကျေးဇူးမဲ့ခြင်းကျေးဇူးကမ်းခြင်းကျေးဇူးချေပြတ်ခြင်းကျေးဇူးမေ့ခြင်းများရှိခဲ့ပါလေဆရာသခင်တို့မှပြီးတော်တို့ပေါ်မေတ္တာကရုဏာကြီးမားစွာဖြင့်ခွင့်လွှတ်သိခံကြပါယံရိုသေစွာတောင်းပန်အပ်ပါသည်ဆရာသခင်ကျေးဇူးရှင်တို့ခင်ဗျာဟုတ်ကဲ့ပြောနိုင်ပါပြီဆရာမကြီးများအားကလောပစ္စည်းများပေးရမှာဖြစ်ပါတယ်ရှင်မျက်စရာသူ့လိုစရာစေတနာမြင့်မြတ်လေးစားအပ်တော်ချစ်တော်ဆရာဖျက်တရားတန်ငါမိဘနဲ့နိုင်တကိုင်းနဲ့ထားလေးစားအပ်တော်ဆရာတပည့်များပေါ်သာသမီများပမာအကျဉ်းနာတရားပညာမျက်စရာသူ့လိုစရာစေတနာမြင့်မြတ်လေးစားအပ်တော်ချစ်တော်ဆရာဖျက်တရားတန်ငါမိဘနဲ့နိုင်တကိုင်းနဲ့ထားလေးစားအပ်တော်ဆရာတပည့်များပေါ်သာသမီများပမာအကျဉ်းနာတရားရင်မထားတနာငဲ့ညာတတ်ပညာလာကြောင်းလို့ တောင်းပြီးကုန်စုပ်လို့ဒီနေ့ပြရအောင်မှန်တာတရားနော်အကုန်လုံးဒီခန္ဓာဒီကိုယ်ကိုပထမဆုံးပွဲလဲဖြစ်တော့ကျိုးကျိုးဆာဆာနဲ့လုံချတာနဲ့ခေါင်းစီဝင်ကြီးတွေလည်းအားကိုပြင်မဆာဆာနဲ့ဆာဆာမှတွေ့ရတယ်အဝေးကနေပြီးတော့လာဆာဆာမတွေကိုတွေ့ချင်လို့လာကြတဲ့ကလေးတွေလည်းတော်တော်ကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့မိသားစုရေးအစကရုံးကန်ပြီးတော့မှလာပြီးတော့ဒီလိုဆုံးဖြတ်တာကိုဆရာတို့အားတွေ့ပြီးလို့ရပါတယ်အခုဆရာပြောချင်တာဆရာတို့ကတော့အသက်ကြီးပြီဆိုတော့ဆရာပိုင်းလည်းကြောက်တယ်ဗျာတီလည်းပြတယ်စက်ကြီးက60 90လောက်မောင်းထားတဲ့စက်ကြီးပြင်းပြင်းထန်ထန်မောင်းလာတဲ့စက်ကြီးကိုဘာမှမလုပ်လို့မရစီတဲ့ဒီစီတန်တော့နေပါသားအဲ့တော့အဲ့ဒီမှာ
ကြာရှင်းနဲ့ကြောက်တဲ့နဲ့အကြာကြီးနေကြတယ်နေကြအောင်ပါပဲဒါမှမဟုတ်ရုပ်ရဲ့ထိုးရဲ့ခံရကြမှာနော်ဒါကိုအကြောင်းပြုပြီးတော့တားလို့သမီးတို့တွေကုံဆုံးကြည့်ကြတယ်ဒီစီတားသမီးတွေဆုံးကြတယ်ဆိုစမှတော့စကားပြောကိုအားတင်းထားတယ်ပြောချင်တာဆိုရင်စမှတွေ့ကြတော့ဆန္ဒတစ်ခုပြင်းပြင်းတော့ဖြစ်ခဲ့စမှကိုပြပိုင်းကတော့တော်ဒီကိုနေကောင်းတဲ့ရတယ်လေအဲ့ဒီအချိန်မှာတားရတဲ့မျိုးကိုစမှတွေ့မိတယ်ဆိုတာဆုံးဖြတ်ဖို့ဆိုတာခဲ့တယ်ဒါကြောင့်အားလုံးဖုန်းနံပါတ်လေးပဲဖြစ်ဖြစ်မာလေးပဲဖြစ်ဖြစ်ပုံစံကြတာမှာတန်ရောစင်ကြီးတွေနဲ့တွေ့ပြီးတော့တရားမရှိဘူးဆမလုံးနေတဲ့လုံးထဲမှာချောင်းညံပြူဖြစ်ချင်လို့ဆမတခုတောင်းမှန်တဲ့နာကြီးရှိတယ်ခန္ဓာလေးကိုဆမလုံးချင်လို့အထူးသဖြင့်သာလို့တလူရာဒီလိုဝင်ချတယ်တော့ဆရာကြီးဆမကြီးရဲ့စိတ်ထဲမှာအကုန်လုံးမင်းတို့ရိုက်ချင်တယ်ရိုက်ကာယကံဝစီကံတော့စုနေစုနေမှညနေမှလည်းဆရာကြီးရဲ့ဝင်ထဲမှာမရှိဘူးလို့ပဲဆမယူဆတယ်ဆမဝင်ထဲမှာဆမနေမကောင်းပြီးငြိမ်နေချိန်မှာဆမပြန်စဉ်းစားတယ်ငါပေတယောက်ကိုများအမုန်းစိတ်နဲ့ရှိခဲ့တယ်ဒေါသနဲ့ငါစေရနာတော်ယူနာတော်ဖြစ်မှာတော့နော်ဒေါသရင်နဲ့သူနစ်နေစီအောင်ဆိုတဲ့စိတ်ဓာတ်ဆမမရှိခဲ့ဘူးလို့ဆမကိုဆမယုံကြည်ဒါတော့ဆမယုံကြည်တယ်တို့တော့လေဘာတစ်ခုဆမတွေးမိလဲဆိုတော့ကိုကအမှတ်တမဲ့စူတယ်မန်နေရိုက်မယ်ပြောတဲ့ဟာလေးအမင်းတို့အတွက်မှတခါတလေခုလုံးနဲ့စိတ်ထဲမှာမကြည်မလဲရှိကောင်းရှိနိုင်ဒါလေးတွေကိုဆမကိုခွင့်လွှတ်ပေးပါတန်ရာတိဆမမလို့ချင်းဒါကိုပြောချင်တယ်စုံမြင်နေဆိုတာဒါကိုပြောချင်တာပါမင်းတို့ကိုလည်းရှိတဲ့ဆန္ဒတွေကိုလည်းမင်းတို့ရဲ့ဖြစ်ခဲ့တဲ့အဖြစ်ကိုလည်းမင်းတို့ကဝင်ချတာပေါ့ပါနဲ့ခွင့်လွှတ်တယ်မဟုတ်လိုက်လဲကိုပေတန်ရာမှမယူအောင်ခွင့်လွှတ်တယ်ဆမကိုလည်းဒီလိုပဲနားလေခွင့်လွှတ်ပေးပါစေတနာအမှဖြစ်ကောင်းဖြစ်ပါလိမ့်မယ်လို့ဆမကိစ္စနဲ့ဆမပြောပါတယ်တွေ့ကြဆုံးဆန္ဒလည်းထားမယ်ပြီးတော့အခုလိုတွေ့ရတော့တရားဝမ်းတာတယ်ဆမတို့ကတော့အသက်ကြီးပြီတားတော်သမီးတို့တွေအဝေးကြီးကိုရောက်နေတဲ့မိသားစုတာသမီးတွေပြန်ဆောင်ကြတဲ့အခါမှာမိဘတွေယင်ထဲမှာဘယ်လိုရှိတယ်လဲဆိုတာတာတော်သမီးတို့လည်းတာမိဘတွေအမှရှိနေကြတော့ခံစားရပူပါတယ်အဲ့လိုဝေးပါနေတဲ့တာသမီးတွေကိုစုံတွေ့လိုက်ရတော့တအားလေးပီတိဖြစ်ပြီးပါတယ်ဝမ်းနဲ့ဝမ်းမြောက်တယ်ကြည်လဲကြည်နူးမိတယ်ပြီးတော့စမမြင်နေတာအခုမြင်နေတာတယောက်နဲ့တယောက်ပြန်ဆောင်ရတဲ့အခါမှာညီကိုမောင်နှမလေးချစ်ခင်နဲ့ရီကမောကရှင်းလာမယ်အဲ့ဒီမျက်နှာလေးတွေကိုမြင်ရတာကိုစမတို့ကထိုင်ကြည့်နေတဲ့ပီတိအများကြီးဖြစ်ပါတယ်ဒီလိုလဲဆက်ပြီးစုံမြင်စီယုံချစ်ခင်နဲ့ကိုမြင်ဖေးမမရှိကြပါဆမတို့အသက်ရှင်တော်၎င်းဆမတို့တည်သွားရင်တော်၎င်းတားလို့တမီးတို့ချစ်ခင်နဲ့နေကြပါတောင်းတဲ့ပြောက်ကိုညီကြပါဆောင်းရှောက်ကြပါလောကရဲ့အချိန်တူလေးလားတူလေးမှာတကယ်တူလေးရဲ့အဲ့ဒီမှာတို့တွေစိတ်လွတ်လက်လွတ်နဲ့နေရတယ်လောဘနဲ့နေခဲ့တယ်မာနတွေနဲ့နေခဲ့တယ်ဒေါသတွေနဲ့နေခဲ့တယ်အမျိုးစုံနဲ့နေခဲ့တယ်များခဲ့ပြီတိတ်ချာသုံးသက်ကြတာမှာကြောင်းရစ်တာလေးနဲ့ခဏလေးတွေ့ကြတယ်စုံစည်းကြလို့အချိန်စုံစည်းခဲ့လို့ဒီမှာစုံစည်းကြတာပဲအကုန်လုံးချစ်ခင်နေနဲ့တောင်းတယ်ပြောင်းအာနာလာတွေအမုန်းတရားတွေမကောင်းစိတ်မကောင်းတာတွေခုလိုတွေဖေးပြီးအကုန်လုံးချစ်ခင်နေစစ်ယုံနဲ့ငါတာသမီးတွေအကုန်လုံးစီယုံကြပါစေလို့ဆမဆုတောင်းမြတ်တာပို့ပြီးပါတယ်နော်မိမိရဲ့ခန္ဓာကိုယ်ကောင်းစွာစောင့်ထိန်